မင်္ဂလာပါခင်ဗျဒီနေ့တော့ကျွန်တော် artist and music producer တွေအတွက်ကျွန်တော်ဒီမှာ website တစ်ခုကိုကျွန်တော်စမ်းလုပ်ကြည့်ထားပါတယ်ခင်ဗျသူကပုံလေးတင်လို့ရမယ်ဗီဒီယိုလေးလည်းရမယ်တခြင်းလေးလည်းတနေရာထဲမှာကိုယ့်ရဲ့ website ထဲမှာပဲပြလို့ရမှာဖြစ်ပါတယ်ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ဒီ post တွေလည်းကျွန်တော်တင်လို့ရမယ်เนาะကိုယ့်ရဲ့ fans တွေကနေပြီးတော့ comment တွေเนาะ like တွေပါလေဒါပေးလို့ရမယ် website လေးတစ်ခုဖြစ်ပါတယ်ကိုယ်ပိုင် website လေးပါเนาะ free လုပ်လို့ရပါတယ်ခင်ဗျโอเคအဲ့တော့ကျွန်တော်တို့ဘယ်လဲသားမယ်ဆိုတော့ loop fans ကိုသွားမှာပေါ့เนาะ loop fans မှာကျွန်တော်တို့ free ရှိတယ်monthly subscription လည်းရှိတယ်ကျွန်တော်တို့ free ပဲလုပ်မယ်ပေါ့နော် free ပဲလုပ်မယ် free လုပ်မယ်ဆိုလို့ရှိရင်ပြီးသွားရင်ကိုကြိုက်တဲ့ template တွေကိုကျွန်တော်ရွေးလို့ရတယ်အဲ့တော့ register စလုပ်ထည့်ရတယ် template တွေကိုရွေးလို့ရတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းအခုကျွန်တော်လိုပဲတော့အားလုံး register ရလုပ်ပြီးတော့မှ template တွေကိုရွေးလို့ရမယ်ဆိုတော့ free ဆိုရင်တော့သူက6ခုပဲပေးတယ်ပေါ့နော်ဒါ6ခုတွေကိုကြိုက်တဲ့ဟာရွေးပေါ့ပြီးသွားလို့ရှိရင်เนาะကျွန်တော်တို့အဲ့ template တဲ့ဟာကိုရဲ့ပုံတွေပါတယ်ပြန်ပြောင်းရမှာပေါ့နော်အဲ့တော့ကျွန်တော် banner လေးကိုပြောင်းမယ်သူကသူ့ဘန်သူ AI နဲ့လည်း generate လုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်မကြိုက်တဲ့ကြောင့်ကိုယ့်ဘန်ကိုအပြင်ကနေပဲเนาะလုပ်တယ်เนาะကျွန်တော်တို့အဆင်မပြေလို့ပေါ့ပြီးသွား background တွေရွေးလို့ရမယ်border နဲ့ menu တွေ color တွေပေါ့เนาะရွေးလို့ရမယ်เนาะပြီးသွားလို့ရှိရင်တော့ကျွန်တော် page ကိုကျွန်တော်သွားလိုက်မယ်သွားပြီးသွားလို့ရှိရင် gallery ပေါ့နော်ကိုပုံတွေတင်ကျင်လာဒါမှမဟုတ်ကိုဘာပေါ့နော်ပုံတွေတင်ကျင်နေဆိုရင်ရမယ်ပေါ့နော်လောလောဆယ်ကျွန်တော်ပုံလေးတွေစမ်းတင်ကြည့်မယ်အဲ့တော့သူရဲ့ template တွေကပုံတွေကိုကျွန်တော်ပြန်ဖြတ်မယ်เนาะကျွန်တော်လည်းမဆိုင်ဘူးပေါ့အဲ့အတွက်ကြောင့်ပြန်ဖြတ်မယ်ပြီးရင် edit လုပ်မယ် edit လုပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကိုနဲ့သက်ဆိုင်ရပေါ့နော်ကိုပုံတွေကိုကြိုက်တဲ့ပုံတွေရှောက်တင်ပါဗျာကျွန်တော်လောလောဆယ်ကျွန်တော်3ပုံတင်ထားလိုက်တယ်ပြီးရင် continue လုပ်လိုက်မယ်အနေနဲ့ပြီး၄ရောက်ပုံစံကိုရွေးမယ်เนาะကိုကြိုက်တဲ့၄ရောက်ကိုရွေးမယ်ပေါ့เนาะရေးပြီးသွားရင်ကျွန်တော်တို့သူ့ရဲ့template ထဲပုံနဲ့ကျွန်တော်ဖြတ်လိုက်မယ်ဒါဆိုကျွန်တော်ပုံ3ပုံရမယ်ဗီဒီယိုတင်မယ်ဗီဒီယိုကတော့ YouTube ထဲမှာတင်ထားတဲ့ဗီဒီယိုတွေသွားယူရမှာပေါ့နော်အဲ့တော့ edit နေလိုက်မယ်အဲ့နေပြီးတော့သူတင်ပေးထားတဲ့ဟာတွေကိုကျွန်တော်တို့ဖြတ်မယ်ကျွန်တော်ဖြတ်ပြီးတော့ကျွန်တော် YouTube ထဲကနေပြီးတော့ကျွန်တော်ဗီဒီယိုလေးတွေကိုကျွန်တော်သွားပြီးတော့copy paste ပေါ့နော်သွားလုပ်လိုက်မယ်ဗျာเนาะထပ်ထည့်ခြင်းလဲဆို add လုပ်မယ် add လုပ်ပြီးပါလို့ရှိရင်เนาะကိုယ့်ရဲ့တခြင်းရဲ့เนาะ link ကိုကျွန်တော်တို့သွားယူမယ်ပေါ့เนาะ share เนาะ YouTube ကနေ copy သွားလုပ်လိုက်မယ်ပြီးသွားရင် add YouTube video ပါညာပါနှိပ်လိုက်မယ်เนาะအဲ့မှာကျွန်တော်3ပုတ်စမ်းထည့်ကြည့်တာတယ်ထည့်ပြီးရင်ထုံးစံနဲ့4ရောက်ရွေးမယ်ပြီးရင် change လုပ်မယ်ပေါ့ပြီးသွားရင်အောက်မှာကိုယ်တခြင်းတွေလည်းထည့်လို့ရမယ်တခြင်းတွေကဘယ်ဟာတွေရမလဲဆိုလို့ရှင်တော်တော်များများရပါတယ် SoundCloud ဆို Spotify ဆို Apple Music ဆိုအစရှိသဖြင့်ပေါ့နော်အဲဟာတွေကရမယ်เนาะအဲ့တော့ကျွန်တော် Apple Music တွေကကျွန်တော်တခြင်းလေးတွေကိုကျွန်တော်သွားပြီးတော့ကျွန်တော်စမ်းပြီးတော့ထည့်ကြည့်ပေးမယ်အဲ့တော့ထုံးစံနဲ့ကျွန်တော်ကိုထည့်ခြင်းတဲ့ site ကိုသွားပေါ့နော်သွားပြီး copy ယူမယ် copy ယူပါလို့ရှိရင်เนาะ paste လုပ်လိုက်မယ်ပေါ့เนาะ paste လုပ်ပြီးသွားရင်အဲ့မှာနာမည်တွေရေးရမယ်ပေါ့နော် Apple နာမည်တွေရေးမယ်ပေါ့အဲ့ဘာလား track လေးလားကိုနဲ့သက်ဆိုင်တဲ့ကိုတခြင်းခေါင်းစဉ်တွေရေးမယ်ဗျာရေးပြီးရင်တော့ artwork တွေထည့်မယ်ပေါ့ artwork ကတော့ကိုယ့်ဘက်ကိုပြန်လုပ်လဲရတာမဟုတ်လို့ရှိရင်အရင်က artwork တွေကိုပဲကျွန်တော်ပြန်ထည့်လဲရမှာပေါ့နော်အဲ့တော့ကျွန်တော်ကတော့အရင်တည်းကလုပ်ထားပြီးသားဟာကိုပဲကျွန်တော်သွား save လုပ်လိုက်တယ်ဗျာနော် save လုပ်ပြီးတော့ပဲအဲ့ဟာကိုပဲကျွန်တော်ဆွဲပြီးတော့ထည့်ကြည့်လိုက်တယ်နော်ထည့်ပြီးသွားရင်အမှကိုကြိုက်တဲ့လောက်ထည့်မယ်ပေါ့နော်ဒါကျွန်တော်တော့3ပုတ်လားမသိဘူးเนาะကျွန်တော်ဆိုင်ပြီးတော့ထည့်ကြည့်လိုက်တယ်ပြီးမှဘာတွေရမယ်ဆိုတော့ Spotify တည်တဲ့စရှိပြီပေါ့နော်YouTube Music SoundCloud เนาะပြီးရင်ဗာလဲ Bandcamp အစရှိသဖြင့်ရမယ်ပေါ့နော်အဲ့လိုမျိုးရမှာပေါ့main contact form တွေလည်းကျွန်တော်ထည့်လို့ရမှာပေါ့နော်photo တို့ YouTube video တို့ music ဆိုတော့ကျွန်တော်ထည့်ပြီးသွားပြီပေါ့နော်ပြီးတော့ event ရှိမယ် event မှာတော့ဒါကတော့ကိုယ့်ရဲ့ event စီပေါ့နော်ကိုရဲ့ဒီ event တွေကိုကျွန်တော်တို့ရေးပေါ့နော်ကျွန်တော်ဘာမှမရှိတော့ဘာမှမလုပ်သေးဘူးပြီးသွားရင်ကျွန်တော် news ထဲသွားမယ် news ထဲမှာတော့ post တွေကျွန်တော်တင်လို့ရမှာဗျာနော်အဲ့တော့ကျွန်တော်စမ်းပြီးတော့ post တွေတခုကျွန်တော်တင်လိုက်မယ်နော် news မှာ creator နဲ့ community ရှိရပါတော့ creator မှာကျွန်တော်တင်လိုက်မယ်ဘာညာပေါ့ဗျာရှောက်ပြီးရေးလိုက်တယ် something's coming ဘာမှလည်းမလာပါဘူးရှောက်ရေးတာပေါ့ပြီးသွား music library ရှိမယ် music library ကတော့သူ shop နဲ့အတူတူပဲဟိုဘက်ကပြရတယ်နော် shop နဲ့အတူတူပဲ shop ထဲကိုပဲရောက်သွားမှာအဲ့တော့အဲ့မှာဘာတွေလုပ်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ကနော်ကျွန်တော်တို့သချင်းတွေကိုကျွန်တော်တို့ကအမီလေးတွေကျွေးလို့ရမယ်ဒါမှမဟုတ်လို့ရှိရင်လည်း page ပေါ့နော်ပတ်စံယူပြီးလုပ်လို့ရမယ် exclusive video ရမယ် pre-release tracks တွေရမယ်နော် fan fan ရဲ့ fan တွေကို sign up form တွေလုပ်ပြီးတော့ရမှာပေါ့နော်ကျွန်တော်အဲ့လောက်ထိကျွန်တော်မစမ်းကြည့်တော့ဘူးเนาะအခုလောလောဆယ်မြင်နေရတော့ဒါကျွန်တော် free လုပ်ထားတဲ့ဒီရတဲ့ website လေးတစ်ခုဖြစ်တာပေါ့နော်အဲ website ထဲမှာဘာတွေပါလဲခုနကကျွန်တော်ထည့်ထားတဲ့ gallery တွေပါမယ် video တွေပါမယ်track တွေပါမယ်အဲ့မှာဒီ on my repeat track ဆိုပါတော့ဒါကိုကြိုက်တာကိုနာမည်တွေပြောင်းလို့ရမယ်ဗျာ user မှာဆိုလို့ရှိရင်เนาะခုနကကျွန်တော်ရေးထားတဲ့ဒီ post တွေပါမှာပေါ့เนาะအဲ့ဒီထဲမှာဆိုကိုယ့်ရဲ့ fan တွေကပါညာပေါ့ဗျာ like တွေလုပ်လို့ရမယ်comment တွေပါပေးလို့ရမှာပေါ့เนาะကျွန်တော်စမ်းပြီး comment လေးရေးကြည့်ထားတယ်ပေါ့အဲ့တော့မိတ်ဆွေတို့နဲ့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော် site လေးကိုလည်းကျွန်တော်ဒါ example လေးကျွန်တော်နော် link လေးကျွန်တော်တင်ပေးထားမယ်ဝင်ပြီးတော့လေ့လာကြည့်လို့ရတယ်ကိုယ့်ဘက်ကို click ချင်တယ်ဆိုလို့ရှိရင်လည်းကြိုက်လို့ click ချင်တယ်ဆိုရင်လည်း free click လို့ရပါတယ်တကယ်လို့မှဒီထက်ပိုပြီးတော့ကိုယ်ကစိတ်ဝင်စားရဆိုရင်တော့လည်းဝယ်သုံးလို့ရပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်